ရမ်းမိုက်တဲ့သမီးရေသိလာတဲ့နှလုံးနဲ့နှခမ်းလေးမရပေးတဲ့ငါအတွက်ဟန်နေရှောက်လာတဲ့ခန္ဓာကိုယ်လမ်းလေးဥဝေရှိကြမှာတလုံးလောက်ဖမ်းချွေအားတဲ့ဒီနေ့ကစမ်းတဲ့ထုတ်ပြမယ်ဥရဲ့ဆွမ်းနေဝေါရမ်းနေတဲ့လုံးဝ